စီစဉ်တဲ့ချင်း community နဲ့ Indiana ကတာဝန်ရှိတဲ့သူတွေအားလုံးကိုကျွန်မအနေနဲ့ကျေးဇူးတင်တဲ့အကြောင်းအခုဆိုပထမပြောကြားလိုပါတယ်တကယ်ကကြတော့ကျွန်မဒီမှာထိုင်ပြီးတော့ပေါ့နော်ဒီချင်းအမျိုးသားတွေရဲ့လေထုံတန်းနေနောက် profession နေနောက်လူငယ်တွေပေါ့နော်ဒီမှာ enjoy လုပ်နေတာကိုကြည့်ပြီးတော့ကျွန်မမြန်မာနိုင်ငံကချင်းပြည်နယ်ကိုသတိရမိပါတယ်မကြာခဏကျွန်တော်တို့ရောက်တဲ့အခါတိုင်းမှာချင်းရိုးရစားစားတွေနောက်ပြီးတဲ့အခါကျတော့ချင်းမျိုးသားတွေရဲ့လေထုံတန်းတွေကိုကျွန်တော်တို့တခုတကကိုသွားရောက်ပြီးတော့ပေါ့နော်ချင်းပြည်နယ်မှာခန်းစားကြတယ် exchange လုပ်ကြတယ်ပေါ့နော်အခုအချိန်တွေမှာတော့ကျွန်တော်တို့တိုင်းပြည်မှာသူအဖြစ်ချင်းပြည်နယ်မှာဆိုလို့ရှိရင်ကျန်းမာရေးစစ်ကောင်စီကနေပြီးတော့အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာအရက်ဆက်ဆုံးအကြမ်းဖက်မှုတွေကိုကြက်ကြက်ခံရင်ဆိုင်နေရတဲ့ပြည်နယ်တစ်ခုလည်းဖြစ်ပါတယ်ဆိုတော့ဒီနေ့ခန်းနာဟာဘာကိုဖော်ပြနေလဲဆိုလို့ရှိရင်ကျွန်မအနေနဲ့တော့ဒီမှာကြည့်နေရတဲ့ဒီမိုကရေစီနဲ့လွတ်လပ်ခွင့်တန်းတူညီမျှမှုတွေကိုခံစားလို့ရနိုင်အောင်လို့အခင်းကျင်းပေးထားတဲ့ပတ်ဝန်းကျင်တစ်ခုမှာဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းရင်းသားတွေဟိုတူလူနည်းစုလူမျိုးစုတွေရဲ့လေထုံးတန်းတွေဟာလွတ်လွတ်လပ်လပ် enjoy လုပ်နေရတော့ကျွန်တော်တို့ရဲ့မိခင်မြန်မာပြည်မှာတော့ဒီအခင်းကျင်းဒီအခြေအနေကိုဖန်တီးပေးနိုင်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့တိုင်းရင်းသားတွေဟာအခုချိန်ထိမိမိတို့ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေလေထုံးတန်းတွေယဉ်ကျေးမှုတွေကိုလွတ်လွတ်လပ်လပ်ခေါ်ကျူးခွင့်ခေါ်ထုတ်ခွင့်ကျင့်သုံးခွင့်မရသေးဘူးဆိုတော့လည်းကျွန်တော်တို့တွေ့ရတယ်ခံစားရတယ်ဒါကြောင့်ဒီလူမျိုးတော်လှန်ရေးဟာကျွန်တော်တို့တိုင်းပြည်မှာလူနည်းစုတိုင်းသားတွေရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေလွတ်လပ်ခွင့်တွေလေထုံးတန်းတွေကိုလွတ်လပ်စွာကျင့်သုံးနိုင်ဖို့အတွက်တိုင်းပြည်အသစ်တစ်ခုFederal နဲ့ Democracy စနစ်ကိုထူထောင်ဖို့လို့တိုင်းပြည်အသစ်တစ်ခုကိုထူထောင်ဖို့လို့တော်လှန်တိုက်ပွဲဝင်နေကြတဲ့အချိန်ဖြစ်တယ်ဒီချိန်ဒီခါမျိုးမှာအခုချင်းမျိုးသားတွေရဲ့ပေါ့နော်မျိုးသားတွေကို85နှစ်မြောက်အမျိုးသားတွေကိုဆင်နွှဲနေတဲ့အချိန်မှာပဲကျွန်တော်တို့ကဒုတိယအချိန်မြောက်ပြန်လည်ပြီးတော့ကျွန်တော်တို့ရဲ့တိုင်းပြည်မှာကျွန်တော်တို့ရဲ့အထူးသဖြင့်ချင်းမျိုးသားတွေအတွက်ပေါ့နော်ဒီမိုကရေစီနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကိုပြန်လည်ပေါ်ဆောင်ဖို့လို့တိုက်ပွဲဝင်နေကြတဲ့အခါသမယနဲ့လည်းတိုက်ဆိုင်နေပါတယ်အဲ့တော့ဒီမျိုးဥတော်လိုင်းရေးမှာကျွန်မအနေနဲ့ဂုဏ်ပြုလို့တာကတော့ခုနအရှိမလည်းပဲဟောလေဒီကြာဆုံးသွားခဲ့ကြတဲ့အသက်ပေးသွားခဲ့ကြတဲ့ကျွန်တော်တို့လူငယ်တွေတိုင်းသားတွေအမျိုးသမီးတွေညဆောင်ကိုလည်းဂုဏ်ပြုချီးကျူးခဲ့ကြပြီဖြစ်တယ်အဲ့တော့သူတို့တွေကအမိမြန်မာပြည်မှာတိုက်ပွဲဝင်နေကြတဲ့နေသူဒီဘက်ရောက်နေတဲ့ကျွန်တော်တို့ချင်းတိုင်းသားညီကိုမောင်မတွေအပေါင်းဝင်မြန်မာသားမကလည်းပဲဒီတော်လိုင်းရေးကြီးအများဆုံးအောင်မြင်နိုင်ဖို့လို့လည်းအခုကျွန်တော်တို့တကယ် American ပြည်အောင်စုမှာရောက်ရှိနေကြတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေချင်းမျိုးသားတွေခံစားခွင့်ရနေတဲ့လွတ်လပ်မှုတွေတန်းတူညီမျှမှုတွေလုံခြုံမှုတွေကိုပေါ်ဆောင်နိုင်ဖို့ရောက်တဲ့နေရာကနေပြီးတော့ကျွန်တော်တို့တိုင်းပြည်အတွက်ပြန်လည်ပြီးတော့ပံ့ပိုးနေကြတယ်၊ကူညီနေကြတယ်ဒီလိုခံစားနေရတဲ့ခံစားမှုတွေကိုကျွန်တော်တို့တိုင်းပြည်မှာလည်းခံစားနိုင်အောင်အများကြီးထောက်ပံ့ပြုနေကြတဲ့အခမ်းအနားတစ်ခုလို့ကျွန်မအနေနဲ့ဒီလိုမျိုးခံယူမိတယ်ဒါကြောင့်မို့လို့ဒီခမ်းနားဒီချင်းလူသားတွေကနေပြီးတော့ပေးထားတဲ့ message ပေါ့နော်သတင်းစကားမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒီမိုကရေစီနဲ့ဒီမိုကရေစီရဲ့အလေးထားကိုပြန်လည်ပြီးတော့ပေါ်ဆောင်တဲ့နေ့တစ်နေ့ဖြစ်တာနဲ့အညီဒီကပေးလိုက်တဲ့အနှစ်သာရတွေကိုယူဆောင်ပြီးတော့ကျွန်တော်တို့တိုင်းပြည်ရဲ့မြို့တော်လှန်ရေးအထူးအဖြင့်ဒီမိုကရေစီနဲ့ Federal ပြည်အောင်စုစနစ်ကိုပြန်လည်ထူထောင်နိုင်မဲ့တော်လှန်ရေးမှာကျွန်တော်တို့အနေနဲ့လည်းပဲမြို့သားညီညွတ်ရေးအစိုးရအနေနဲ့တိုင်းသားပေါင်းစုံနဲ့လက်တွဲပြီးတော့ပူးပေါင်းဆောင်ရွက်သွားပါမယ်ဒီတော်လှန်ရေးကြီးအများဆုံးပြီးပြည့်အောင်မြင်တဲ့အထိအခုဒီနေရာမျိုးမှာကျွန်တော်တို့ချင်းတိုင်းသားတွေရဲ့လေထုံးတန်းတွေလွတ်လပ်မှုတွေကို enjoy လုပ်နိုင်တယ်လို့ကျွန်တော်တို့ရဲ့အပြည့်မြန်မာပြည်မှာလည်းပဲအများဆုံးဒီလက်ထားတွေကို practice လုပ်နိုင်အောင် enjoy လုပ်နိုင်အောင်လို့ကျွန်တော်တို့ခွန်အားရှိသမျှဉာဏ်စွမ်းရှိသမျှနဲ့ကြိုးစားဆောင်ရွက်သွားပါမယ်လို့ပြောရင်းနဲ့မိကုံးချုပ်ပါတယ်ကျေးဇူးများတင်ပါတယ်